Hello အားလုံးပဲမင်္ဂလာပါဒီနေ့အမေကအိမ်မှာပစွန်နဲ့ပေါ့နော်ကြက်ဥကိုဟပ်ပွန်ကြော်ပြီးတော့ခရမ်းကျင်သည့်အနေနဲ့ပေါ့နော်ပြန်ချက်ထားတာပါပစွန်နဲ့ကြက်ဥဟပ်ပွန်နဲ့ခရမ်းကျင်သည့်အနေများများနဲ့ချက်ထားပါတယ်ဒါကိုငပီးရည်ရဲ့တိုးစရာရည်နဲ့စားမှာပါတိုးစရာကတော့အိမ်မှာကဒီနေ့အများကြီးမရှိဘူးပေါ့နော်ရုံးပရီသီးနဲ့ကော်ပီနဲ့ပါဒါနဲ့ထမင်းစားပါမယ်ဟင်းတွေကိုတော့တက်ပကန်းနဲ့မထည့်တော့ဘူးပေါ့နော်ထမင်းပကန်းနဲ့ဦးလည်းပဲတစ်ခါလေးထည့်ပြီးစားလိုက်ပါတော့မယ်ဟင်းအနေများများလေးပေါ့နော်ထည့်လာပါတယ်ဟင်းအနေများများလေးနဲ့ငီးကြက်လေးနဲ့နေစားရတာပေါ့နော်အဲ့ဒါကိုရမ်းကြိုက်ပါတယ်ဘေးနားရေခွက်လေးကတော့ရင်နွေးပေါ့နော်ရင်နွေးထမင်းစားရင်ရင်နွေးတောက်စားတဲ့လူတွေရှိတာမသိဘူးနည်းနည်းကတော့လေထမင်းစားရင်ရင်နွေးလေးတောက်ပြီးရင်နွေးပူပူလေးကိုတောက်ပြီးစားရတာပို့ပြီးတော့နှစ်သက်ပါတယ်ရုံးပလီဒီကအစိမ့်မဲ့တူလိုက်ပါတယ်အစိမ့်ကိုရည်တခြားစီးထားပါတယ်ကော်ပီကိုလည်းအစိမ့်မဲ့ပေါ့နော်ရည်တခြားလေးစီးထားပါတယ်ကော်ပီစိမ့်ရုံးပလီဒီစိမ့်ကချိုးပြီးတော့ကျွတ်နေတာကိုပို့ချိတ်ပါတယ်ပြုတ်လိုက်ရင်ပေါ့နော်သူ့ရဲ့ချိုးရတာလည်းနည်းနည်းယော့သွားပြီးတော့အဲ့လိုကျွတ်ကလေးမဟုတ်တာကိုပေါ့နော်တိတ်ပြီးတော့မကြိုက်ဘူးဒီလိုအစိမ့်ကိုတိုးရတာကိုပို့ပြီးနှစ်သက်ပါတယ်ကျုပ်ကလေးဟပ်ပွန်ကြောထားဆိုသူကထည့်လိုက်တော့အနှစ်ကလေးတွေအထဲထမင်းနဲ့ကိုဝင်သွားတယ်ပေါ့နော်အဲ့အနှစ်ကလေးနဲ့ငပီးရည်လေးနဲ့ဒီခရမ်းကျင်ဒီအနှစ်ကလေးပေါ့နော်နှစ်ချက်ကလေးနဲ့ပေါ့နော်ထမင်းလေးကိုနေစားပါမယ်ဟုတ်ကဲ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါဦးเนาะကြိုက်နေတဲ့ဆိုရင် like and share လေးလုပ်ပြီးသွားပါအောင်လို့ကျေးဇူးတင်ပါတယ်ထမင်းဆက်စားတာလေးကိုကြည့်ပေးပါအောင်เนาะ bye bye